ဒီရွာထဲမှာရှင်တဲ့လူပေါင်း2000ကျော်ကသူတို့ရဲ့လှုပ်လက်စားလှုပ်တွေအားလုံးကိုထားပစ်ခဲ့ပြီးတော့ရုတ်တရက်ပျောက်ဆုံးသွားခဲ့တယ်။6လှုပ်လက်စားအဝတ်အစားတွေစားနေတဲ့အစားအစာတွေတောင်ဒီအတိုင်းပဲဖြစ်ထားခဲ့ပြီးတော့ပျောက်ဆုံးသွားခဲ့တယ်။အစိုးဆုံးကတော့တေဆုံးပြီးသားဘိုးဘွေးတွေရဲ့အောက်ကိုရီးယားကအဖောက်ခံရပြီးတော့အထက်ကအလောင်းကောင်တွေပါထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်။ဒီနေ့မှာတော့ကနေဒါရဲတပ်ဖွဲ့ကိုယ်တိုင်စုံစမ်းစစ်ဆေးခဲ့ရတဲ့အန်ဂီကူနီရေကန်ရဲ့ဖြစ်ရမှန်စလောင်တင်ဆက်ပေးပါမယ်။ဒီဖြစ်ရပ်ကတော့1930ခုနှစ်နိုဝင်ဘာလမှာဖြစ်ပွားခဲ့ရပါနေရာကတော့ကနေဒါနိုင်ငံနူနာဘူးပြည်နယ်မှာရှိတဲ့အန်ဂီကူနီရေကန်ဘေးကအက်စကီမိုးဆိုရွာလေးတစ်ရွာမှာဖြစ်ပွားခဲ့ရပါမုံဆိုးတအူးဖြစ်တဲ့ဂျိုလေးတွေကဒီရွာလေးကိုတွားရောက်လည်ပတ်တဲ့အခါတိုင်းမှာအမြဲတမ်းလူစီကားနေကြဖြစ်ပေမဲ့အဲ့ဒီနေ့သူရောက်သွားတဲ့အခါမှာရွာထဲမှာရှိတဲ့ရွာသူရွာသားတွေအားလုံးကထူးဆန်းစွာနဲ့ပျောက်ဆုံးနေခဲ့တာကိုသူတွေ့ခဲ့ရတယ်ရွာသားတွေရဲ့အိမ်တွေကမီးဖို့ပေါ်မှာချက်လက်ဆဟင်းတွေထမင်းတွေကိုဒီတိုင်းသာထားခဲ့ပြီးတော့6လုံးလက်ဆဝက်စားတွေလည်းဒီတိုင်းသာထားခဲ့တယ်။ဆိုလိုတာကသူတို့ကကြိုတင်ပြင်ဆင်ပြီးတော့ထွက်သွားခဲ့တာမဟုတ်ပါဘူး။ရွာသူရွာသားတွေရဲ့အသက်သွေးကြောဖြစ်တဲ့ခွေးအုပ်စုရလည်းအစာရေစာငတ်ပြတ်ပြီးတော့တေဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်။တကယ်လို့ရွာသူရွာသားတွေကတခြားနေရာကိုပြောင်းရွှေ့သွားခဲ့တာဆိုရင်သူတို့ရဲ့ခွေးတွေကိုဘယ်တော့မှပြစ်ထားခဲ့လိမ့်မရှိပါဘူး။အစမ်းကျဲဆုံးဖြစ်ရကတော့ရွာမှာရှိနေတဲ့တင်ကြံကဘိုးဘွားဆင်ဆာအုပ်ကူတွေကပါအဖောက်ခံရပြီးတော့အထက်ကအလောင်းကောင်တွေကပါထူးဆန်းစွာပျောက်ဆုံးနေကြရပါဒါကတောရိုင်းသရိတ်ဆန်တွေလောက်တာမဟုတ်ဘဲနဲ့လူတစ်ယောက်ကစနစ်တကျတိုးဖော်ထားတဲ့ပုံစံမျိုးဖြစ်နေရဲ့ဒါကြောင့်ပဲဒီအမှုကိုကနေဒါတော်ဝင်မြင်းစီရဲတပ်ဖွဲ့ကအကြီးအကျယ်ကိုရှာဖွေခဲ့ပါတယ်သူတို့တွေရဲ့မှတ်တမ်းထဲမှာတော့ရွာသူရွာသားတွေပျောက်ဆုံးခဲ့တဲ့ညရွာရဲအထက်ကောင်းကင်ရမှာထူးဆန်းတဲ့အလဲနန်းကြီးကိုတွေ့ရှိခဲ့ကြရတယ်လို့ရွာနီးနားမှာရှိနေတဲ့တခြားမုတ်ဆိုးတွေကတက်တည်ထွက်ဆိုခဲ့ကြတယ်။ဒီနေ့အထိတော့အဲ့ဒီလူပေါင်း2000ကဒီကဘာပေါ်ကဘယ်နေရာအောင်ရောက်ရှိသွားခဲ့လဲဆိုတာဒီနေ့အထိဘယ်သူမှမသိကြပါဘူး။လူတွေမကပဲတေဆုံးပြီးသားအလောင်းကောင်တွေကဘာဖြစ်လို့ပျောက်ဆုံးသွားခဲ့ရလဲ။ဒါကတကယ်ပဲဂျိုသားတွေကဖမ်းဆီးသွားခဲ့ရလား။ဒါမှမဟုတ်ရင်ပရာလောကစီးတစ်ခုတည်းကိုဒီရွာတစ်ရွာလုံးကလူတွေရောက်ရှိသွားခဲ့ရလားဆိုတာတော့ဘယ်သူမှမသိကြပါဘူး။ပြည်သက်ကြီးတို့ကဘယ်လိုထင်ကြလဲ။ဒီရွာထဲမှာရှင်တဲ့လူပေါင်း2000ကျော်ကသူတို့ရဲ့လှုပ်လက်စားလှုပ်တွေအားလုံးကိုထားပစ်ခဲ့ပြီးတော့ရုတ်တရက်ပျောက်ဆုံးသွားခဲ့တယ်။6လှုပ်လက်စားအဝတ်အစားတွေစားနေတဲ့အစားအစာတွေတောင်ဒီအတိုင်းပဲဖြစ်ထားခဲ့ပြီးတော့ပျောက်ဆုံးသွားခဲ့တယ်။အစိုးဆုံးကတော့တေဆုံးပြီးသားဘိုးဘွေးတွေရဲ့အောက်ကိုရီးယားကအဖောက်ခံရပြီးတော့အထက်ကအလောင်းကောင်တွေပါထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်။ဒီနေ့မှာတော့ကနေဒါရဲတပ်ဖွဲ့ကိုယ်တိုင်စုံစမ်းစစ်ဆေးခဲ့ရတဲ့အန်ဂီကူနီရေကန်ရဲ့ဖြစ်ရမှန်စလောင်တင်ဆက်ပေးပါမယ်။ဒီဖြစ်ရပ်ကတော့1930ခုနှစ်နိုဝင်ဘာလမှာဖြစ်ပွားခဲ့ရပါနေရာကတော့ကနေဒါနိုင်ငံနူနာဘူးပြည်နယ်မှာရှိတဲ့အန်ဂီကူနီရေကန်ဘေးကအက်စကီမိုးဆိုရွာလေးတစ်ရွာမှာဖြစ်ပွားခဲ့ရပါမုံဆိုးတအူးဖြစ်တဲ့ဂျိုလေးတွေကဒီရွာလေးကိုတွားရောက်လည်ပတ်တဲ့အခါတိုင်းမှာအမြဲတမ်းလူစီကားနေကြဖြစ်ပေမဲ့အဲ့ဒီနေ့သူရောက်သွားတဲ့အခါမှာရွာထဲမှာရှိတဲ့ရွာသူရွာသားတွေအားလုံးကထူးဆန်းစွာနဲ့ပျောက်ဆုံးနေခဲ့တာကိုသူတွေ့ခဲ့ရတယ်ရွာသားတွေရဲ့အိမ်တွေကမီးဖို့ပေါ်မှာချက်လက်ဆဟင်းတွေထမင်းတွေကိုဒီတိုင်းသာထားခဲ့ပြီးတော့6လုံးလက်ဆဝက်စားတွေလည်းဒီတိုင်းသာထားခဲ့တယ်။ဆိုလိုတာကသူတို့ကကြိုတင်ပြင်ဆင်ပြီးတော့ထွက်သွားခဲ့တာမဟုတ်ပါဘူး။ရွာသူရွာသားတွေရဲ့အသက်သွေးကြောဖြစ်တဲ့ခွေးအုပ်စုရလည်းအစာရေစာငတ်ပြတ်ပြီးတော့တေဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်။တကယ်လို့ရွာသူရွာသားတွေကတခြားနေရာကိုပြောင်းရွှေ့သွားခဲ့တာဆိုရင်သူတို့ရဲ့ခွေးတွေကိုဘယ်တော့မှပြစ်ထားခဲ့လိမ့်မရှိပါဘူး။အစမ်းကျဲဆုံးဖြစ်ရကတော့ရွာမှာရှိနေတဲ့တင်ကြံကဘိုးဘွားဆင်ဆာအုပ်ကူတွေကပါအဖောက်ခံရပြီးတော့အထက်ကအလောင်းကောင်တွေကပါထူးဆန်းစွာပျောက်ဆုံးနေကြရပါဒါကတောရိုင်းသရိတ်ဆန်တွေလောက်တာမဟုတ်ဘဲနဲ့လူတစ်ယောက်ကစနစ်တကျတိုးဖော်ထားတဲ့ပုံစံမျိုးဖြစ်နေရဲ့ဒါကြောင့်ပဲဒီအမှုကိုကနေဒါတော်ဝင်မြင်းစီရဲတပ်ဖွဲ့ကအကြီးအကျယ်ကိုရှာဖွေခဲ့ပါတယ်သူတို့တွေရဲ့မှတ်တမ်းထဲမှာတော့ရွာသူရွာသားတွေပျောက်ဆုံးခဲ့တဲ့ညရွာရဲအထက်ကောင်းကင်ရမှာထူးဆန်းတဲ့အလဲနန်းကြီးကိုတွေ့ရှိခဲ့ကြရတယ်လို့ရွာနီးနားမှာရှိနေတဲ့တခြားမုတ်ဆိုးတွေကတက်တည်ထွက်ဆိုခဲ့ကြတယ်။ဒီနေ့အထိတော့အဲ့ဒီလူပေါင်း2000ကဒီကဘာပေါ်ကဘယ်နေရာအောင်ရောက်ရှိသွားခဲ့လဲဆိုတာဒီနေ့အထိဘယ်သူမှမသိကြပါဘူး။လူတွေမကပဲတေဆုံးပြီးသားအလောင်းကောင်တွေကဘာဖြစ်လို့ပျောက်ဆုံးသွားခဲ့ရလဲ။ဒါကတကယ်ပဲဂျိုသားတွေကဖမ်းဆီးသွားခဲ့ရလား။ဒါမှမဟုတ်ရင်ပရာလောကစီးတစ်ခုတည်းကိုဒီရွာတစ်ရွာလုံးကလူတွေရောက်ရှိသွားခဲ့ရလားဆိုတာတော့ဘယ်သူမှမသိကြပါဘူး။ပြည်သက်ကြီးတို့ကဘယ်လိုထင်ကြလဲ။